9 ခွဲမှစပူရိုဒီလေးကိုရောက်ပါတယ်ဆိုတော့ဟိုတယ်ရောက်ဖို့ဆိုရင်10 ခွဲလောက်မှဟိုတယ်ရောက်မှာ10 ခွဲတော့မကောက်17လောက်မှရောက်မှာဘွာကလင်းစီကကလင်းနဲ့မှန်နော်ရလာစီရဲ့နေတာstation 6ခုလောက်ကျန်သေးတယ် season station 6ခုစပူရို station ကိုရောက်ပါပြီဒီနေ့ချိန်လုံးမှာပါခါနေလို့ရှိရင်တော့ဟိုတယ်ရောက်တော့ဒီ station ထဲကနေထွက်ဖို့တော်တော်ကြီးကိုကြိုးစားလိုက်ရတယ် station ကအကြီးပဲဘယ်လိုလဲနောက်ကမိုင်းနဲ့10မိုင်းနဲ့10ပြေးလိုက်တာရှယ်ပဲကဲဖြူလေးစီမယ်ဖြူလေးမဒီကမှပဲဟိုတယ်ရောက်တော့တယ်ဆောင်းရင်အေးပြီးတော့လမ်းမှာပါရေခင်းနေပါလေပြမယ်တော့တကားကချက်ပြမယ်မယ်မချစ်လမ်းမှာရေခင်းနေပြီ